ကောင်းတယ် KB ကနာမည်ကြီး ဟာနင်တို့ရန်ကုန်ငါလာလေကားတွေလည်းမူကောင်းတွေလည်းကြိုက်နေပြီငွေငါလေးတစ်ခါစားဖို့ငါဒီတိရမှာလား အော်တင်နိုင်မသိသေးလို့ပါတစ်ထုံမှာတမိတင်တာမတွေ့ဘူးလား တွေးပါတယ်ငါအသက်ရွယ်နေဟဲ့အဲ့အယူငါဘယ်လိုတော့စားမှာတော့ချက်တယ်ဟဲ့ တင်နိုင်ရစားစရာရှိတာစားတမိကငါးစရာရှိတာငါပြီးတင်နိုင်ရှင်း ဟမ်ညီခေါ်လာတာမဟုတ်လားကြောက်ကိုညီပဲရှင်းရမှာပေါ့ ဟုတ်တပွဲ1000ဆိုတော့လေတင်နိုင်ရတယ်မလေးတင်နိုင်ရကောင်းလိုက်တာ ဟဲ့အိမ်နေတိတ်ခါနေနေစမ်းငါနဲ့ငါ့ကိုအုံးမမတုံးနဲ့ငါတက်ရွယ်နေဒီကိုလာအားလား မမဲ ဟဲ့တန်းဘယ်လိုပြော 你干嘛嘛的？俺家路来的。 ဟာမော်နာ 呀， မော်နာ 我们家路嘛，这来的。 မောက်ဟင်းငါနင်းဆိုဒီမှာလဲဘာလို့ပြောနေရလဲမသိဘူးမောက်ဟင်းငါဟေးမောက်ဟင်းငါ 对吧？可能不马不了没得。 တပွဲ ဟဲ့ငါမစားတော့လားနှစ်ပွဲ တို့လောက်ပါကောင်း ဘလို့လေးစားနဲ့ပြောနေမှာမောက်ဟင်းငါနှစ်ပွဲချပေး နိုင်လို့ဒီနိုင်ရတာထုတ်ပါမယ်ကောင်းရဲ့ ဘလို့ကနဲ့ပြောနေမှာ 我们嘛哪里呀吧？呀。 ကဲ ဟာလေကျွန်တော်ရှိမှလေမုံညာလေးပြင်လေကျွန်တော်ရှိမှတခြားမီနူလေးလည်းရပါတယ်ဗျာ လာမရလဲ ကျွန်တော်ရှိမှအကြော်စုံလေးရပါဗျာ ဟဲအကျော်ဆုံးရတယ်တဲ့ မင်းတို့အကျော်ဆုံးကစီရတန့်ရောတန့်ရဲ့ ဒီနိုင်ရဲ့အမဆရာကြီး ငါစီမတန့်လေချောင်းရဆိုညီမသိလား ဟာလေစီတမ်တန်လိုက်ကြည့်ရင်လို့ရှိရင်လည်းအရှိမတွင်တော့ဥပန်တစ်ချန်လေးလက်ပြထားပါဗျာ ဟိုဒါနဲ့လေမောင်လေးဟိုမောင်လေးရှင်မှာ delivery ရောပို့ပေးလိုက် ဟုတ် delivery လည်းပို့ပေးပါဗျာဟုတ် delivery လည်းဒီညပိုင်းအထိ7နှစ်ခွဲထိပို့ပေးပါဗျာ ဟဲ့လားအဲ့ဒါဆိုလေဓာကြီးကိုမပို့ပေးဘူးလား ဟာ ဒီမှာဒီဓာပွဲကြီးအကြီးပဲဟုတ်ပို့ပေးရမလား ပို့ပေးပါဗျာ အာဟုတ်ကဲ့ဟုတ်စီရလေလိုက်ကြည့်လို့ရတယ်တဲ့ လိုက်ကြည့်မယ်ဆိုသွားမယ်လားလိုက်ကြည့်မယ် မူးလိုက်တာမောင်လေးမဟုတ်တွဲလို့ရလား ဟဲ့ငါတွဲမယ်သွားမင်းရှိရသွားငါသူ့တွဲကြမယ်လား ရမတွဲနဲ့တော့ ဟာသွားမယ်ဘာဖြစ်နေလဲကောင်းလိုက်တာအေးအစီရိုတဝင်းဝင်းနဲ့ အစီဝင်းတာဒီမှာ အေးငါပြောရတယ်ဒါကိုပဲပြောတာလေနင်တာနေစမ်းမှာမောင်လေးကြော့အောင်သာကြော်ထက်လိုက် ဘာလို့ကြော်ခိုင်းကြလဲ အမဟုတ်ဟုတ်ပါဘူးနင်တာနေငါနဲ့ငါပြောမယ်ကြော့ကောင်းလိုက်တော့ဟဲ့စီတက်နေဆိုယုံသွားပြီအမလီမောင်လေးတို့အစုံထည့်ပြီအော်ဟိုလေဒါနဲ့အစုံဆိုလို့ရှိရင်မောင်လေးတို့အကုန်ရမှာလား လာဖို့မလာဖို့ အေးအဲ့လိုလာဖို့မှာနေပါဦးဒီမှာဒီပြားစီ ဘောချွေးလေးပြန်နေပြီလားလာဖို့မှာလာပါ နေပါဦးအမလီကောင်းလိုက်တာအေး အဲ့ဒါကြောင့်တင်ရအောင်တမီမပြောဘူးလား အေးနော်အဲ့ဆိုရှင်ကရန်ကုန်ကနေမပြန်မနဲ့လေ medical check up ကိုတကူလုံး10ခါလောက်စစ်လိုက်လို့ရတယ်ဟုတ် ဆယ်ကောင်ရောက်ဘာလို့မလဲ ။အော်ယောဂမတွေ့လို့ရှိရင်စစ်မှာပေါ့နေရတယ် အဲ့ယောဂထားချင် ။နင်းရတူပဲလေ အော်ဒါနဲ့တင်နိုင်ရလေအထူး special ဧည့်သည်ဆိုတော့လေ KBA ရဲ့မင်းသားလေးတွေထဲမှာလုံးဝအမိုက်စားဘေးကဖြော့ပြမှာနော် ။တကယ်သူတို့လေးလား သူတို့က KBA ရဲ့ရိုးရိုးမင်းသားလေးတွေအခုလာမှာ special အမိုက်စားအလန်းစားဟောမှာ ငါပြန်တော့မယ် ပြန်လို့မရဘူးလေပြန်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဒါကလေတင်နိုင်အတွက် specialist special တဲ့တူတယ် ။ငါအေယုံတောင်းတလို့ပါ မောင်လေးကင်ထားပြီနော်တင်နိုင်တအားပြောနေတာ ။ငါပြန်မယ် ပြန်လို့မရဘူးလား special အာဦး ငါအိမ်ပြန်ချင်တယ်နာလိုက်တာဟဲ့အမလေးရပါပြီမချွတ်ပါနဲ့တော့ကျေးဇူးအများကြီးတင်တယ်နော်ကတော့ဆိုလဲကတော့ရမယ်အန်ဒီလေးနော်
ဘာလို့လဲမမရင်းနေခုံသွားလို့လား အမလေးရင်ခုန်ကြလားနေပုံစံယွန်းလို့ငါအိပ်ပြန်မယ်ငါ့ကိုပြန်လိုက်ဖို့ ဒီနာမောင်လေးအဲ့ဒါသူကလေကြော်လို့တက်တာဒီနိုင်ရလေချိန်မချိုးအဲ့ရပြောနေတာ